เรียกว่ามาเนี่ยใจพูดจงตาตะไปบ่เนาะเปลว่าเนี่ยจะรู้ชิมปีอะดีก็จะรู้เปลว่าสุราจะรู้ยังคันปีสุดหาดีบ่เนาะเพี่อนนี่เรื่องกิซ่ามีเรื่องปุ่มหาวบางอย่างพิจิตรเลยကျွန်တော်သိသสมัလောက်ยน้องကအေးมีကเรื่องที่มาမဟုတ်ဘူးခင်ဗျားတို့အဲ့ဒါ access rate လောက်တာနော်ဘာခေါ်မလဲမဖြစ်တာကိုမဖွက်နဲ့ဘူးမှုချုပ်ထွန်းမြတ်နိုင်ဘူးချုပ်ထွန်းမြတ်နိုင်ကလည်းပြောတယ်လေအေးကဘယ်တုန်းကမှပလဲဝက်ကိုမတောင်းဆိုဘူးလို့ဒါသူတို့ရဲ့ official policy အဲ့ဒီပုံမှာပဲကျွန်တော်တို့ရက်တည်ပါအဲ့ဒါကိုကျွန်တော်ပထမအဆုံးနေနဲ့တင်ပြချင်တယ်ဟိုစဉ်းစားနဲ့အေးကပလဲဝက်ကိုတောင်းဆိုတယ်ဆိုတဲ့ဟာမျိုးကမတင်တော်ဘူးလို့ကျွန်တော်ထင်တယ်နံပါတ်1နံပါတ်2ကပလဲဝါကတော့ကျွန်တော်တို့ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့ချင်းပြည်ဖြစ်တယ်ချင်းနေမေဖြစ်တယ်ဆိုတာဒါကတော့တမိုင်းအထောက်ထားရအတေချာကျွန်တော်တို့အနေနဲ့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပလဲဝါကိုရခိုင်ပိုင်ခဲ့ဘူးတယ်ဆိုတဲ့ဟာမျိုးအမြင်ရှိတယ်လူရှိလို့ရှိရင်အဲ့ဒါမှားတယ်လို့ပဲကျွန်တော်ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့နံပါတ်1ကရခိုင်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေမှာရခိုင်နဲ့မွန်နဲ့ဗမာတွေကရှင်ဖရင်တွေမင်းနိုင်ငံတို့ထူထောင်နိုင်တဲ့လူမျိုးတွေဖြစ်တယ်။ထို့အတွက်ကြောင့်ဘာခေါ်မလဲရခိုင်မင်းနေပြီးတော့ပိုင်တဲ့နေမီတွေကနေနမိတ်အတိအကျရှိခဲ့ပါတယ်။ဆိုတော့အဲ့ဒီအတိအကျရှိတဲ့နေမီနဲ့ပဲဘာခေါ်မလဲဘူတော်ဖျားလက်ထဲမှာရခိုင်နဲ့ဗမာနဲ့စီပွေးဖြစ်တော့ဘူတော်ဖျားမြို့ဦးကိုတင်ပိုက်ခဲ့တယ်။မြို့ဦးကိုတင်ပိုက်ခဲ့တော့1984မှာမြို့ဦးကိုဘူတော်ဖျားတင်ပိုက်ခဲ့တယ်။ပြီးတော့အင်္ဂလိပ်မြန်မာစီပွေးပြန်ဖြစ်လာတဲ့ခါကျတော့1424မှာအင်္ဂလိပ်ရမြန်မာကိုနိုင်တဲ့တွေ့ကြောင်းရခိုင်နဲ့တနိန်သားတွေကိုမြန်မာမင်းတွေကအင်္ဂလိပ်ကိုပေးလိုက်တယ်။အဲ့လိုပေးတဲ့ချိန်မှာရန်တပူစာချုပ်ဆိုတာအခိုင်အမာရှိထားပါတယ်။ဆိုတော့အဲ့ဒီရန်တပူစာချုပ်ကနေပြီးတော့ရခိုင်ကိုမြန်မာကအင်္ဂလိပ်ကိုပေးခဲ့တယ်။ဆိုတော့အဲ့ဒီရန်တပူစာချုပ်ကိုပဲပြန်ကြည့်ပါ။အဲ့ဒီနေနမိတ်တွေကိုပဲပြန်ကြည့်ပါ။ဘယ်လဲဝပါလားမပါဘူး။အကယ်လို့ဒါအဲ့ဒီခေတ်တုန်းကရခိုင်မင်းတွေရဲ့လက်ထက်မှာဘယ်လဲဝပါတယ်ဆိုရင်ရန်တပူစာချုပ်ရအဲ့ဒီမှာအင်္ဂလိပ်လက်ထက်ရောက်မှာပေါ့မရောက်ခဲ့ဘူးလေအဲ့ဒီတွေ့ကြောင့်ပဲအင်္ဂလိပ်တွေကဘာခေါ်မလဲ1905ခုနှစ်ကျမှပလဲဝက်ကိုစစ်စင်ရေးတတ်နဲ့တိုက်ခိုက်တင်ပိုက်အုပ်ချုပ်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီစစ်စင်ရေးကိုဘယ်ကနေလာတယ်လဲဆိုတော့ရခိုင်ပြည်စစ်တွေဖက်ကနေတက်လာတာဖြစ်တယ်ဆိုတော့တချို့တွေကရခိုင်တောင်တန်းဒေသဆိုတဲ့နာမည်ကိုသုံးလိုက်တဲ့အတွက်ရခိုင်ပြည်ထဲမှာရှိခဲ့သလားဆိုတဲ့အမြင်မျိုးရှိတယ်မဟုတ်ပါဘူးအဲ့ဒီနာမည် Arkan Hill Tech လို့ပေးခဲ့တဲ့ပလဲဝက်ကိုနာမည်ပေးတာရခိုင်တွေမဟုတ်ဘူးအင်္ဂလိပ်တွေဖြစ်တယ်အင်္ဂလိပ်တွေကျွန်တော်တို့ချင်းပြည်ကိုဖက်ပေါင်းစွာနဲ့ဝိုင်းပြီးတော့တိုက်ခိုက်ပြီးတော့သူတို့တက်လာတဲ့ရှိကြောင်းရနာမည်တွေမျိုးမျိုးပေးခဲ့တယ်ဥပမာပြဟိုတုန်းကမင်းတပ်နဲ့ကမ်ပလက်ကိုပခုကူတောင်တိုင်းခရိုင်ဆိုပြီးတော့ကိုခဲ့တာပဲထူနီ၎င်းအခုလုံလိတ်ကိုချစ်တကောင်တောင်တိုင်းခရိုင်ဆိုပြီးတော့ကိုခဲ့တာပဲနော်စသည်အဖြစ်အမျိုးမျိုးအင်္ဂလိပ်တွေနာမည်ပေးခဲ့တာပဲဆိုတော့အဲ့ဒီနာမည်ပေးခဲ့တာတဲ့တွေ့ကြောင့်သူအဲ့ဒီနာမည်ရှိတဲ့လူတွေပိုင်တဲ့နေမည်ဖြစ်တယ်ဆိုတာမဟုတ်ပါဘူးအင်္ဂလိပ်တွေနာမည်ရှုပ်ပေးတာပဲဖြစ်တယ်အဲ့ဒီတွေ့ကြောင့်ဒီသမိုင်းတွေကိုတေချာကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ပိုင်နေမည်ဖြစ်တယ်ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ဘူးဘွားပိုင်နေမည်ဖြစ်တယ်ချင်းပြည်ဖြစ်တယ်အဲ့ဒါကိုတော့ကျွန်တော်တို့အနေနဲ့ချင်းလူမျိုးအားလုံးကဒါကိုခိုင်မာကင်ဆွေးပါပြီးတော့ AA ကနေပြီးတော့ official statement မထုတ်ဘဲနဲ့ official policy မရှိဘဲနဲ့အဲ့လိုပြောတယ်ဟိုလိုပြောတယ်ဆိုတဲ့ဟာမျိုးကကျွန်တော်တို့social media တွေမှာဖွက်နေတာကျွန်တော်ခဏတွေ့တယ်အဲ့ဒါမဖြစ်သင့်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ AA ကလည်းသူတို့အမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတွေတိုက်ပွဲဝင်တဲ့ဖွဲ့စည်းဖြစ်တယ်လို့ကျွန်တော်တို့ CNF ပါလဲကျွန်တော်တို့ချင်းလူမျိုးတွေရဲ့အမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတွေတိုက်ပွဲဝင်တဲ့ညီနောင်ဖွဲ့စည်းတွေဖြစ်တယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့နှစ်ခုကြားမှာဝိဝါဒကွေပြဿနာဖြစ်တဲ့စေဝန်ကွေပြဿနာရှိတဲ့စကားတွေကိုကျွန်တော်တို့မပြောဖို့တတိထားဖို့လိုတယ်လို့ကျွန်တော်တင်ပြချင်တယ်ဟုတ်ကဲ့